physical body ဆိုတဲ့ရုပ်မျက်စိနာနာတရားကာယဆိုတဲ့ရုပ်ဒီပေါ်မှာကြည့်ပြီးတော့လူတွေရဲ့ပြုလုပ်မှုကံတရားတွေဖြစ်တယ်စိတ်ခံစားမှုဝေဒနာပေါ်မှာဖြစ်တယ်ထို့သောစိတ်ခံစားဖို့အတွက်မှတ်သားထားတဲ့တင်ညာတွေကအမြောက်အားပေးတယ်မတ်တင်ညာပေါ်မှာလည်းအမိပြုပြီးတော့ကံတရားတွေဖြစ်ကြတယ်နော်ဆိုလိုတာကလူတွေဟာရာဂဖြစ်တာဆိုရင်ဒုက္ခဝေဒနာနဲ့ကြုံရင်ရာဂဖြစ်တယ်ဒုက္ခဝေဒနာနဲ့ကြုံတိုင်းဒေါသဖြစ်တယ်အဒုက္ခမဒုက္ခဝေဒနာနဲ့ကြုံတိုင်းမသိလိုက်တဲ့အဝိဇ္ဇာဖြစ်တယ်ဟောရာဂဖြစ်လိုက်ဒေါသဖြစ်လိုက်အဝိဇ္ဇာဖြစ်လိုက်ကိလေသာတွေဖြစ်နေအဲ့ဒီဖြစ်နေတဲ့အပေါ်မှာကံကလည်းပါလာတယ်နော်အဲ့လိုဆိုလို့နော်ရုပ်နဲ့အကြောင်းပြုပြီးတော့ရုပ်ပေါ်အကြောင်းပြုပြီးတော့ဖြစ်တယ်စိတ်ခံစားမှုပေါ်မှာအကြောင်းပြုပြီးဖြစ်တယ်အမှတ်တင်ညာပေါ်မှာလူတွေကမှတ်သားထားတယ်ဒီလူကငါနဲ့မတည့်တဲ့လူဒီလူကတော့ငါနဲ့တည့်မှတ်သားထားမှုပေါ်မှာလူတွေရဲ့စိတ်ခံစားမှုတွေဖြစ်ကြတယ်ထို့တူပဲသင်္ခါရလို့ဆိုတဲ့တွေ့တာကြံတာလောဘဖြစ်တာဒေါသဖြစ်တာမောဟဖြစ်တာအလုံးသင်္ခါရတွေပဲအဲ့ဒီပေါ်မှာလည်းပဲကံတရားတွေဖြစ်လာတယ်အဲ့ဒါကိုမြတ်စွာဘုရားဟောတာရူပပယဝဘိက္ခွေဝိညာဏဒိဋ္ဌပါဒဒိဋ္ဌိရတယ်ကမ္မဝိညာဉ်ကဘယ်မှာရှိနေတော့ဆိုတော့ရုပ်ပေါ်မှာရှိနေတယ်ရုပ်ပေါ်မှာရှိတဲ့ဆိုရုပ်ကိုအကြောင်းပြုပြီးတော့ဖြစ်နေတယ်နော်ရူပရဝဏရုပ်ဆိုတဲ့အာယုပေါ်မှာဖြစ်တာရူပပရိပဋိဋ္ဌာရုပ်ခန္ဓာဆိုတဲ့ရုပ်တရားပေါ်မှာတည်ပြီးတော့အဲ့ဒီပေါ်မှာကံနေဖြစ်တယ်အဲ့ဒီဖြစ်လာတဲ့ကံတွေကိုဘယ်သူကနေပြီးတော့စွမ်းအားပြေလာအောင်လုပ်လို့ဆိုနန္တုပသေသနာနန္တုပသေသနာဆိုနှစ်သက်တွေ့တာချင်းတဏှာကနော်အမြောက်အပေးလှုပ်လိုက်တဲ့အခါကျတော့အဲ့ဒီကံတရားတွေဟာဝုဒ္ဓေဝိရုံနေဝိပုလ္လအပိစေယကြီးထွားလာဆိုလိုတာကခန္ဓာ၅ပါးကိုမိပြီးတော့ခန္ဓာတွေကိုမိပြီးတော့ကံတရားတွေဖြစ်တယ်အဲ့ဒီကံတရားတွေအင်အားပြေလာအောင်နှစ်သက်ခြင်းဆိုတဲ့တဏှာတွေ့တာမှုတဏှာကနေပြီးတော့ရေလောင်းပေးနေတယ်လို့ပြောတယ်နော်မီးဆိုရင်တော့လေမီးလောင်ရလေးပင်ပေါ့ဒါတိပင်နဲ့ဥပပေးတာဆိုတော့နန္တုပသေသနာဆိုတာနန္ဒီဥပသေသနာနှစ်သက်တွေ့တာမှုကနေပြီးတော့စွမ်းအားတွေပြည့်တော့ဖြစ်ပေးလိုက်တဲ့အခါကျတော့ကံတရားတွေဟာရှင်သန်ထွားကြလာတယ်လို့ပြောတယ်အဲ့ဒီဖြစ်လာတဲ့ကံတရားတွေဒီခန္ဓာပေါ်မှာအမိပြီးတော့ဖြစ်တာခန္ဓာကိုအာရုံပြုတော့ဖြစ်တာနော်ဖြစ်လာတဲ့ကံတရားတွေကိုရှင်သန်ထွားကြလာအောင်ဘယ်သူကလုပ်တာတော့ဆိုကိလေသာလုပ်တာအဲ့လိုဆိုလို့ကိလေသာတွေပတ်ပိုးပြီးတော့ပြေးတာအဲ့ဒီတိုင်းပဲယုံနဲ့ပတ်သက်ပြီးတော့ရူပပယံရုပ်ပေါ်မှာချင်းကပ်ပြီးတော့တို့တူပဲဝေဒနုပယံဝေဒနာကိုချင်းကပ်တယ်သင်ညုပယံသင်ညာပေါ်မှာချင်းကပ်တယ်သင်္ခါရုပယသင်္ခါရဆိုတဲ့ကြတဲ့စေတသိက်တွေပေါ်မှာချင်းကပ်တယ်အဲ့ဒီချင်းကပ်ပြီးတော့ကံတရားတွေဟာကြီးထွားလာတယ်တဏှာရဲ့အပေမှုဖြင့်ကံတရားတွေဟာကြီးထွားပြီးတော့အကောင်းလာတယ်တပင်ဟာမျိုးစေ့ကနေပြီးတော့ပြေပေါ်မှာစိုက်ပြီးချလိုက်တဲ့အခါမှာရေလောင်းပေးလိုက်တော့တပင်ကြီးကအရှင်သန်ထွားကြိုင်လာတယ်လို့ကံတရားတွေကလည်းပဲလို့ရှင်သန်ထွားကြိုင်လာအဲ့လိုဆိုလို့မြေနဲ့ရေနဲ့နှစ်ခုပေါင်းလိုက်တဲ့အခါတပင်ကြီးကထွားကြိုင်လာတယ်အဲ့ဒါလိုပဲလူတွေရဲ့တဏှာဖြစ်တဲ့ကံတရားတွေဟာအာယုန်နဲ့ကိလေသာနှစ်ခုပေါင်းပြီးတော့ပတ်ပိုးပေးလိုက်တဲ့အခါမှာ
တရားတွေက